ကိုနိုင်ငံကတမရတယောက်ကိုသူများနိုင်ငံကကြက်ကလေးငှက်ကလေးလို့လာဝင်ဖမ်းတာအဲ့ဒီနိုင်ငံသားတွေကပျော်ရွှင်ကခုန်နေကြတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဗင်နီဇွဲလားတမရကိုအမေရိကန်ကကြက်ကလေးငှက်ကလေးလို့ဝင်ဖမ်းလိုက်စဉ်းစားကြည့်နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာပိုင်တွေကိုသူတို့နိုင်ငံရဲ့စစ်ရန်တရားတွေစစ်တီတော်တွေအတုံးပြုပြီးတော့ဝင်ရောက်ဖမ်းဆီးတာအဲ့တော့ဖမ်းဆီးသွားတာကိုအဲ့ဒီနိုင်ငံမှာရှိတဲ့ပြည်သူပေါင်းတိန်းနဲ့တောင်းတဲ့ချီကပျော်ရွှင်ကခုန်ပြီးလမ်းပေါ်ထွက်ပြီးအောင်ပွဲခံကြတယ်ဆိုတာကျွန်တော်တို့လက်ရှိကဘာကြီးမှာအာဏာရှိတဲ့အာဏာရှင်တွေဟာပြည်သူအပေါ်ဘလောက်ရုံမှနေကြလဲဆိုတဲ့ပြရုပ်မှုပဲဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်ကိုလည်းဒီတော်လှန်အင်အားစုတွေဘက်ကမင်းအောင်လှိုင်အလှည့်ဘလော့ရောက်လဲပြောတဲ့အချိန်မှာမင်းအောင်လှိုင်ကိုထောက်ခံတဲ့ဒီဖို့ခွေးတစုကတအားနာကြတယ်နာပေမဲ့ဘာဖြစ်လဲကြောက်ကန်နော်အဲ့တော့ဒီမှာကြည့်ပါဗင်နီဇွဲလားတမရကိုအမေရိကန်ဖမ်းပြီးတဲ့နောက်မှာဗင်နီဇွဲလားပြည်သူတွေကဘလို့ကခုန်နေကြတယ်အမှန်တကယ်ဆိုကခုန်ရမှာလားဝမ်းနဲ့ပလက်ပူဆွေးဒေါသထွက်တိတ်မနိုင်ခဲမရဖြစ်နေရမှာလားအဲ့ဒါနိုင်ငံခေါင်းဆောင်တစ်ခုရဲ့တန်ဖိုးနဲ့အကျင့်စရိုက်ကအဲ့ဒီမှာပေါ်လွင်တာနော်ကြည့်ပါတော့ဒီမှာကြည့်လိုက်ကျွန်တော်ပြဒါတော့ဗင်နီဇွဲလားမြို့မှာဒီလိုနိုင်ငံမြို့တော်မှာလက်ရှိသူတို့တမရကိုအမေရိကန်ဖမ်းသွားလို့ကားခုံပျော်ပါနေတဲ့ဗင်နီဇွဲလားပြည်သူတွေဒါပေမဲ့အမေရိကန်မှာလည်းဒီနေ့ဆန္ဒပြပါတယ်အဲ့ဒါကတော့ဘာပြလဲဆိုတော့ဗင်နီဇွဲလားတမရကိုတွားဖမ်းလို့ဆိုပြီးတော့ဆန္ဒပြတယ်အဲ့တော့နိုင်ငံရေးဆိုတာကမ္ဘာနိုင်ငံရေးဆိုတာအဲ့ဒီပုံစံမျိုးပေါ့နော်တခါကြလို့ရှိရင်လည်းရိုးရိုးတသားလေးတွေးထားရင်တော့တက်ဆိုပေမဲ့စမ်းစမ်းပြပြမြင်တဲ့ကြည့်တဲ့မျိုးပြောင်းပြန်ပြစ်နေတာရှိတယ်မနက်ကဆိုဗင်နီဇွဲလားပြည်သူတွေကဒေါသထွက်ကြိတ်မနိုင်ခဲမရပူဆွေးဝမ်းနေပြီးတော့ဖြစ်နေရမှာအမေရိကန်နိုင်ငံမှာရှိတဲ့ပြည်သူတွေကအမေရိကန်ရောက်နေတဲ့ဗင်နီဇွဲလားနိုင်ငံသားတွေပါတာပေါ့ဒါတွေကသူတို့နိုင်ငံသွားဖမ်းတာဖြစ်တဲ့အတွက်ပျော်ပါနေရမှာမဟုတ်ဘူးလားမစ်ရှင်တစ်ခုအောင်မြင်လို့ဒါပေမဲ့အခုတော့အဲ့လိုမဟုတ်ဘဲနဲ့ပြောင်းပြန်ဖြစ်နေတယ်ကြည့်လိုက်ပါဒါကတော့ဗင်နီဇွဲလားနိုင်ငံကပြည်သူတွေလမ်းပေါ်ထွက်ပြီးတော့အောင်ပွဲခံနေကြတာပေါ့နော်ကြာဘလောက်တောင်ပြောနေကြလဲဆိုတော့မြင်တဲ့အတိုင်းမှာကြည့်ကျွန်တော်တို့နိုင်ငံကပြည်သူတွေလည်းဘယ်နဲ့တို့ပြောရမလဲဗျာပြောချင်ပါတယ်တကယ်ပြောတာပါကဲမြင်တွေ့တဲ့အတိုင်းပဲအဲ့တော့ဗင်နီဇွဲလားတမရဟာသူ့နိုင်ငံပေါ်ဘယ်လောက်ထိရုံမှထားလဲသူ့နိုင်ငံပြည်သူတွေဘယ်လောက်ထိကြိုက်ဆိုလက်ရှိဗင်နီဇွဲလားဖမ်းခံထိသွားတဲ့ဗင်နီဇွဲလားတမရဟာဘတ်စကားမောင်းတဲ့သူဘဝကနေနိုင်ငံရေးလောကထဲရောက်လာတဲ့နိုင်ငံရေးဓမ္မဖြစ်တယ်အဲ့တော့နိုင်ငံရေးဓမ္မဖြစ်တဲ့နေရာမှာလဲ तू ကအမျှော်မြင်ရှိတယ်အကတ်ကောင်းတယ်လူတယောက်ကိုဘယ်လိုချင်းကပ်ကမလဲအဖွဲ့အစည်းတစ်ခုကိုဘယ်လိုချင်းကပ်ကမလဲဘယ်လိုလုပ်ကမလဲ तू လဲတယ်အဲ့ဒီ तू ခဏလေးအတွင်းမှာနေရာရပြီးတော့နောက်ဆုံးမှာတမရယာဒူထိရောက်လိုက်တယ်သူတမရတက်ပြီးတော့တစ်နှစ်အကြာမှာသူရဲ့အတိုက်ခံတွေကဥဆောင်ပြီးတော့ဆန္ဒပြပွဲတွေဖြစ်တယ်သူ့ကိုယာဒူကနေဆင်းပေးဖို့ထုတ်ပယ်ဖို့ပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာဒါကိုလည်းသူကကောင်းကောင်းကြော်လွှမ်းနိုင်ခဲ့တယ်နောက်ဆုံးအာနာတစ်နှစ်ကြာမှဆန္ဒပြပွဲမဖြစ်ခင်မှာဒီတမရယာဒူအလွဲအပြောင်းမှနေသူ့ကိုဆန္ဒပြမှုတွေကန့်ကွက်မှုတွေကြုံခဲ့တယ်ဒါပေမဲ့သူဟာရအောင်တမရယာဒူယူခဲ့တယ်နောက်ပိုင်းတောင်းလျှောက်တွေမှာလည်းသူ့နိုင်ငံမှာရှိတဲ့အတိုက်ခံအင်အားစုတွေအထူးသဖြင့်သူ့ကိုဖြုတ်ချဖို့ပြင်ဆင်တဲ့သူတွေသူ့ကိုအာဏာသိမ်းဖို့ပြင်ဆင်တဲ့သူတွေကိုသူကကောင်းကောင်းတကွက်တောက်အောင်
လှုပ်ဆောင်နိုင်တယ်ရှင်းတော့နိုင်ငံရေးဘာဝရတယ်ပေါ့အဲ့ဒီအတွက်သူဟာတမနာယာဒူးကိုဆက်လက်ချုပ်ကိုင်နိုင်ခဲ့တယ်နောက်ဘယ်လောက်ထိဆိုလဲဆိုရင်ဒီတမနာယာဒူးကိုတစ်တက်လုံးချုပ်ကိုင်နိုင်မှုအတွက်ဥပဒေတွေပါပြင်ဆင်လာတယ်အခုအထူးသဖြင့်လက်ရှိကမ္ဘာပေါ်မှာဆိုရင်ပူတင်တို့ရှီကျင်းဖင်တို့တရုတ်ကရှီကျင်းဖင်တို့ရုရှားကပူတင်တို့ဒါဒီပုံကိုယ်တွေဟာလည်းသူတို့ရဲ့ဥပဒေတွေကိုမျိုးစုံပြင်ဆင်ပြီးတော့တစ်တက်လုံးအာဏာရရေးအတွက်တိုင်းပြည်ကိုခြေလှယ်ပြီးတော့အုပ်ချုပ်နေတာဒါကိုဘဒူကလိုက်အကျင့်ခိုးလဲဆိုတော့မြန်မာပြည်ကတောင်းနိုင်တာကျင်ဆိုးသားတောင်းနိုင်တာကျင်ဆိုးကအထုလိုက်ခိုးတာလက်ရှိမင်းအောင်နိုင်ဟာတမန်ဖြစ်ရှင်နေဆိုတာအဲ့ဒီရည်ရွယ်ချက်နဲ့ပြောတာနော်တိုင်းပြည်ကိုတမန်လုပ်တယ်ဘာလို့ဆို तू လက်လွတ်လို့မရတော့လက်ရှိဗီနီဇွဲလားတမန်ဟာမွေးဇေဝအမှုတွေလို့လားပြောပေမဲ့ဒါဟာတကယ်ဟိုဘယ်လိုပြောဖြစ်မြောက်တဲ့ခေါင်းစဉ်မဟုတ်ဖမ်းနေလို့ဝင်ဖမ်းတာပို့ဝင်လင်းပြောရရင်အဲ့တော့လက်ရှိမြန်မာပြည်ကမင်းအောင်နိုင်ကိုကြားဖြန့်ခေါင်းစဉ်တတ်ထားတယ်ဆိုတာအလကားတတ်တာမဟုတ်အဲ့ဒီနိုင်ငံတွေကအထူးသဖြင့်အနောက်ဥရောပမှာရှိအမေရိကန်လိုနိုင်ငံမျိုးဟာအလုပ်တစ်ခုကိုလုပ်လို့ရှိရင်စကားတစ်ခုကိုပြောရင်ကြီးညာချက်တစ်ခုကိုထုတ်ရင်ဘယ်တော့မှတမန်ကန်ချန်ကပေါ့ပြက်လုပ်တာမဟုတ်သူတို့ကရှေ့ကိုရေရှည်ပလန်ရှိလို့အခုလက်ရှိဗီနီဇွဲလားတမန်ကိုသွားဖမ်းဖို့ဟာဒီနေ့မှသွားတနိုင်ငံလုံးရှိတဲ့လေယာဉ်တွေနော်လေတပ်စခန်းပေါင်း20ကျော်ကလေယာဉ်ပေါင်း150ကျော်အတုံးပြထားတယ်ဒါတွေအားလုံးဟာဒီနေ့မှအကုန်လုံးတွားပြီးတော့လောက်ကြတာမဟုတ်ဘူးစစ်တီအင်အား1000ခွဲကိုကြိုတင်ပို့ထားတယ်ပြီးလို့ရှိရင်လေယာဉ်တင်မောတွေဒါတွေအားလုံးကိုသက်ဆိုင်ရာဒီ operation အတွက်ကိုပြင်ဆင်တယ်လနဲ့နှစ်နဲ့ချီပြီးပြင်ဆင်ပြီးမှပိုင်ပြီးဆိုမှဒီဇိုင်းမလုပ်တာဘယ်လောက်ထိလက်ကျင့်နေဆိုရင်ဗီနီဇွဲလားတမန်အိမ်ခန်းဖွဲ့စည်းပုံမျိုးကိုအစမ်းရာဆယ်လက်ကျင့်ပြီးတော့မှဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအရင်လက်ကျင့်ထားတာအဲ့လိုဆိုစဉ်းစားကြည့်နော်သူအိမ်မှာဘယ်လမ်းဘယ်လိုရှိတယ်ဒီအိမ်နဲ့လမ်းကြောင်းတွေအားလုံးကိုလက်ကျင့်ပြီးမှဒီစစ်စင်ရေးကိုလက်တွေ့အကောင့်ထဲပေါ်ပြီးစတာအဲ့တော့ဖမ်းကျင်မယ်ဆိုရင်3နာရီပဲကြာတယ်ဆိုတာကအရင်ဒီ3နာရီကြာအချိန်မှာအောင်မြင်စွာဒီမစ်ရှင်ကိုဆောင်ရွက်နိုင်ဖို့အတွက်သူတို့လက်ကျင့်ထားတဲ့အချိန်ပေါင်းများစွာလက်ကျင့်ရတယ်အဲ့တော့မင်းအောင်နိုင်နဲ့ပတ်သက်လို့လည်းသူတို့ပဲမလာနိုင်ပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်မဆိုင်ပါဘူးလို့ဟုတ်တယ်မလားသူတို့ပြောကြတာမလာပါဘူးလို့ဘယ်လိုအမှတ်ခံဒါပဲဒီလိုမျိုးဗီနီဇွဲလားပုံစံမျိုးမင်းအောင်နိုင်ကမဖြစ်ဘူးလို့ဘယ်သူမှအမှတ်ခံလို့မရဘူးဖြစ်နိုင်ရင်လည်းဖြစ်သွားနိုင်တယ်ဒါရှင်းရှင်းလေးအဲ့တော့အခုဗီနီဇွဲလားကိစ္စကတော့ဒါကမ္ဘာမှာလုံးဝဟော့ဖြစ်သွားတာပေါ့နော်အထူးသဖြင့်အာဏာရှင်ပြုတ်ကျနေတဲ့တိုင်းပြည်တွေအာဏာရှင်စနစ်ကိုကျင့်သုံးပြီးတော့တိုင်းပြည်ပေါ်လူဘာဝနေတဲ့ကောင်တွေအတွက်ဒါဟာအချက်ပေးတက်လှမ်းတာပဲလက်ရှိမင်းအောင်နိုင်ဆိုလဲဒီသတင်းကိုကြားပြီးတဲ့အချိန်မှာလုံးဝတုန်လှုပ်လိုက်ပါပဲဗီနီဇွဲလားတမန်လည်းမင်းအောင်နိုင်ပုံစံမျိုးပဲအာဏာကိုရေရှည်ဆုပ်ကိုင်မယ်ပြီးရင်တရုတ်နဲ့ရုရှားရဲ့ကြောထောက်နောက်ကောင်ကောင်းကောင်းယူထားတယ်အခုဆိုရင်ဒီဗီနီဇွဲလားတမန်ကိုမဖမ်းခင်မှာဗမာရှိတယ်ဆိုတော့အမေရိကန်ထောက်လှမ်းတဲ့အချိန်နောက်ဆုံးမှာဒီတရုတ်ရဲ့အထူးကိုယ်စားလှယ်အဖွဲ့ဗီနီဇွဲလားတမန်နဲ့တမန်အိမ်တော်မှာတွေ့ဆုံတဲ့အချိန်ပြီးတာနဲ့နိုင်ပိုင်းအကြာမှာပဲချက်ချင်းတုတ်ပြန်တာအဲ့တော့ဒါတွေကတရုတ်ရဲ့မီးစိမ်းပြမှုလားဆိုတဲ့ခံမှန်းချက်တွေလည်းရှိတယ်ဒါပေမဲ့တရုတ်ကတော့အခုဗီနီဇွဲလားတမန်ဖမ်းခံထိတဲ့ကိစ္စနဲ့ပတ်သက်ပြီးထုံးစံအတိုင်းပေါ့သူများနိုင်ငံကိုဆွတ်ဖက်တာလို့ကန့်ကွက်တာလို့ရှုတ်ချတာလို့ဒီစကားတွေပြောတယ်နော်ဒါရှင်းချင်းလေးပဲလက်ရှိမြန်မာမှာကုလသမဂ္ဂကဥကြော်မိုးထွန်းစစ်အုပ်စုကလည်းသူတို့ကိုယ်စားလှယ်ကိုအတုံးဝင်ဖို့ထည့်နေတယ်ဒါပေမဲ့ဥကြော်မိုးထွန်းကိုဘာဖြစ်လို့လက်ရှိကုလသမဂ္ဂမှာတရုတ်နဲ့ရုရှားကမကန့်ကွက်တာလဲဒီလိုကိုယ်စားလှယ်ရွေးချယ်ပွဲမှာဗီဒီယိုအာဏာတုံးခွင့်မရှိဘူးတကြောင်နောက်တကြောင်ကကန့်ကွက်လို့ရှိရင်မဲစနစ်နဲ့လှုပ်လာမယ်ဆိုရင်ဥကြော်မိုးထွန်းဘက်မှာမဲတာလိမ့်မယ်အဲ့တော့မပိုင်သေးမလှုပ်တာပဲအဲ့တော့ဘာဖြစ်လဲဥကြော်မိုးထွန်းကဒီနေ့ချိန်ကြီးနေရရတယ်88လို့62လို့ကြီးလိုက်ပါကမ္ဘာစင်မြင့်ထက်ကတန်တမန်ရေးရမှာအာနာသိန်းနဲ့စစ်ဗိုလ်ချုပ်တွေကရှေ့ကဥဆောင်ထားတာပါဒါပေမဲ့ဒီနေ့2021ခင်းချင်းမှာကမ္ဘာတန်တမန်ရေးခင်းမှာတော်လှန်အင်အားစုဘက်ကဥဆောင်ထားတာပါလက်ရှိပြည်တွင်းရေးမှာလည်းညီညွတ်မှုကိုဘယ်လောက်တည်ဆောက်လာနိုင်ပြီလဲအားလုံးသိပဲဖြစ်တယ်အဲ့တော့နိုင်ငံတကာအနေနဲ့လည်းကြားဖြန့်ခေါင်းစဉ်အောက်ကိုမင်းအောင်နိုင်ထည့်ထားတယ်ဒါတွေကတိုက်ဆိုင်တာမဟုတ်ပါဘူးအဲ့တော့မဖြစ်လာနိုင်ဘူးလို့ဘယ်သူမှအာမခံလို့မရဘူးဖြစ်လာမယ်လို့လည်းပြောလို့မရဘူးဒါပေမဲ့မြန်မာပြည်သူအများစုဒီဗီနီဇွဲလားတမန်ပုံစံမျိုးအမေရိကန်ဝင်ရောက်ပြီးတော့မင်းအောင်နိုင်ကိုနဲ့စောက်ခေါမကျူလာကိုကုတ်သွားမယ်ဆိုရင်ဗီနီဇွဲလားအခုပြည်သူတွေအောင်ပွဲခံနေတဲ့လူကြီးဘယ်လောက်လဲဟမ်အဲ့ဒီတဲ့အနည်းဆုံးက10ဆမြန်မာပြည်သူလမ်းပေါ်ထွက်အောင်ပွဲခံနိုင်ငံတကာမှာနော်
ထိုင်းရောက်နေတဲ့မလေးရှားရောက်နေတဲ့စင်ကာပူရောက်နေတဲ့ဂျပန်ရောက်နေတဲ့ကိုရီးယားရောက်နေတဲ့အမေရိကန်ရောက်နေတဲ့ဩစတြေးလျရောက်နေတဲ့စသဖြင့်အဲ့လိုရောက်နေတဲ့တိုင်းပြည်မှာရှိတဲ့ကဘာပေါ်မှာနိုင်ငံတည်ရောက်နေတဲ့မြန်မာပြည်သူဘယ်လောက်ထိအောင်ပွဲခံပါလဲအဲ့ဒါမင်းအောင်လှိုင်ရဲ့ဏိကုံးမှာအဲ့လိုအောင်ပွဲခံကြမှာအဲ့တော့ကျွန်တော်တို့တိုင်းပြည်လဲဗင်နီဇွဲလားဒီတမန်တော်ကိုဖမ်းသွားတဲ့အချိန်မှာအောင်ပွဲထွက်ခံတဲ့ပြည်သူတွေလိုမျိုးပဲကျွန်တော်တို့တိုင်းပြည်ကိုဒုက္ခရက်စက်မှုအပေါင်းတရဖူဆောင်ပြီးရုပ်မာနေတဲ့ဒီမင်းအောင်လှိုင်ခေါင်းဆောင်တဲ့အာနာယူဖက်စစ်ဝါဒီကောင်တွေကိုကဘာကအရေးယူမဲ့နေကြရင်ပြည်သူတွေဘယ်လောက်ပြောလဲဆိုတာကျွန်တော်တို့အဲ့ဒီနေ့ကိုရောက်ချင်ပါတယ်သိလားအဓိကနှစ်ချက်ပဲရှိပါတယ်ကဘာကအရေးယူမလားပြည်သူကအရေးယူနိုင်မလားကျွန်တော်အဲ့ဒီနေ့ကိုရောက်ဖို့လိုပါတယ်ကဘာကအရေးယူမယူရင်ပြည်သူကအရေးယူနိုင်တဲ့နေ့အဲ့တော့ကဘာကအရေးယူဖို့အတွက်ကတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တိုက်ရိုက်စ조사ခွင့်တော့ရှိမှာမဟုတ်ဘူးဒါနိုင်ငံတကာတာနမန်ရေးရချိတ်ဆက်လုတ်ကိုင်းနေတဲ့ခေါင်းဆောင်တွေပေါ်မူတည်ပါတယ်ပြည်သူကအရေးယူနိုင်မဲ့နီလန်အတွက်ကတော့ကျွန်တော်တို့ပြည်သူတွေတိုက်ရိုက်အကျိုးတက်ရောက်မှုရှိပါတယ်ကျွန်တော်တို့ရဲ့စ조사မှုလုံးလမှုစီးလုံးမှုညီညွတ်မှုတွေကတာလျင်မင်းအောင်လှိုင်ကိုအရေးယူခွင့်ရမှာပါကျွန်တော်တို့တွေမစီးလုံးမှုမညီညွတ်ဘူးเนาะတူဘွဲ့ငါဘွဲ့ခွဲခြားနေပဲတူဒေတာငါဒေတာခွဲခြားနေပဲဒါလိုခွဲခြားမှုတွေရှိနေတွေ့ရတော့မင်းအောင်လှိုင်ကိုဘယ်တော့မှကျွန်တော်တို့အရေးယူနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကဘာအနေနဲ့ကလည်းကြည့်နေတာပါတော်လှန်အင်အားစုအင်အားဘယ်လောက်ကောင်းလဲဒါကိုဒီစစ်အုပ်စုတွေကကောင်းကောင်းသိတယ်သိတဲ့အတွက်ခမည်းတော်ကိုအကြောက်တရားတွေနဲ့ခြောက်ချဝအောင်ရှင်းပြနေတာလက်ရှိစစ်အုပ်စုဟာ PDF တွေရဲ့စခန်းတွေ PDF စစ်ကြောင်းတွေเนาะဒီတော်လှန်အင်အားစုတွေရဲ့နေရာကိုဘုံကျဲတဲ့အကျဉ်းရည်နဲ့စေးရုံစာတင်ကြောင်းเนาะဖုန်ကြီးကြောင်းဘာသာရေးအဆောက်အအုံတွေစစ်ဘေးဆောင်စခန်းတွေဈေးတွေလူနေရက်ွက်တွေဒါတွေကိုကျဲတာဘယ်ဟာကများလဲသေချာပြန်ကြည့်ပါအမှတ်တမဲ့ဆိုရင်တော့ဘုံကျဲတယ်ကိုတီးလိုက်တယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေကိုကျဲတဲ့နှုံးချိန်နဲ့ခုနကကျွန်တော်ရွတ်ပြသွားတဲ့အများပြည်သူရဲ့ public နေရာကိုကျဲတဲ့ဟာဘယ်ဟာကများလဲအဲ့ဒါအလကားကျဲတာမဟုတ်ပါဘူးခင်ဗျားတို့ပြည်သူကိုတော်လိုင်းရင်းနဲ့ကင်းကွာတော့အောင်အကြောက်တရားနဲ့ရိုက်သွင်းပြီးတော့တပ်ပြတ်ဖြတ်ပြတ်နေတာပါဒါအာနာရှင်တွေလို့စင်ပဲသူတို့မှစစ်တပ်ရှိတယ်လက်နက်ရှိတယ်ဒီအတွက်ပြည်သူကိုလှုပ်ပြလိုက်မယ်ဆိုတာအဲ့တော့ကျွန်တော်တို့ပြည်သူကဒီလိုမျိုးပြန်ပြောခြင်းနဲ့ဆိုရင်ကျွန်တော်တို့တွေပိုစ조사ရမယ်ပိုဝရိယစိုက်တာပိုအနစ်နာခံရမယ်ခွဲခြားမှုတွေကိုနည်းနည်းမှမလုပ်ဘူးကိုလိုတယ်ညီညွတ်မှုစီးလုံးမှုတွေကိုဝိုင်းတည်ဆောက်ပါဒါပေမဲ့အခုကျွန်တော်တို့နိုင်ငံမှာညီညွတ်မှုစီးလုံးမှုတည်ဆောက်နေတဲ့လူနဲ့လူမျိုးရေးခွဲခြားတဲ့စကားဘာသာရေးခွဲခြားတဲ့စကားအဖွဲ့အစည်းခွဲခြားတဲ့စကားနောက်ဆုံးတော်လန်ရေးဘက်မှာတော့ UNG အောက်ကအဖွဲ့နဲ့ UNG အောက်မဝင်တဲ့အဖွဲ့နဲ့ခွဲခြားမှုတွေဒါတွေအားလုံးဟာဘယ်လောက်များတယ်ကြီးဒါတွေအားလုံးကိုကျွန်တော်ပြင်ရပါမယ်ကျွန်တော်တို့ညီညွတ်မှုစီးလုံးမှုကိုဝိုင်းတည်ဆောက်အောင်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဗင်နီဇွဲလားပြည်သူတွေလိုတနေ့ကျရင်ကောင်းကောင်းပြောနိုင်ပါလိမ့်မယ်